ဖြစ်မရှိသေးတဲ့ကမ္ဘာပေါ်ကအထူးဆန်းဆုံးနေရာများကမ္ဘာပေါ်မှာသိပ္ပံပညာရှင်တွေတော့ဖြေရှာမရသေးတဲ့ထူးဆန်းလုံးတဲ့နေရာတွေရှိတယ်ဆိုရင်သိရုံမလားပထမဆုံးတစ်ခုကတော့ပီရူးနိုင်ငံကနန်ကာလိုင်းတွေပါကောင်းကင်ယံကကြည့်မှပဲမြင်နိုင်တဲ့ဒီအေယာမရုပ်ပုံကြီးတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကတည်းကဘသူတွေကဘာအတွက်ဆွဲခဲ့တာလဲဒုတိယကတော့ဂီဇာပရမစ်ကြီးတွေပါခင်မီစက်ကရိယာတွေမရှိတဲ့အချိန်မှာတန်ချိန်ပေါင်းများစွာလေးတဲ့ကြက်တုံးကြီးတွေကိုမီလီမီတာမလွဲအောင်ဘလို့စီခဲ့ကြတာလဲဒါဟာဂျိုသားတွေရဲ့လက်ချက်လားတတိယကတော့လူတိုင်းသိတဲ့ဘာမြူဒါထရိုင်ဂယ်ပါဒီနေရာကိုရောက်သွားတဲ့သင်္ဘောတွေနဲ့လေယာဉ်တွေဘယ်ပြောက်ကုန်တာလဲဆိုတာအခုထိအဖြေရှာမရသေးပါဘူးငွေချင်းတို့စိတ်ဝင်စားဆုံးနေရာကဘယ်နေရာတွေဖြစ်မလဲခုမှရေးပေးခဲ့ပါဦး